အာလီဟာဝူဒီကိုဖမ်းဆီးပြီးတော့သူ့ကိုအရှင်လက်လက်ဖမ်းပေးဖို့ဝေမြောက်များပေးထားတဲ့လူစီကိုလာရောက်အနှံခဲ့ပါတယ်ရှင်းယူတယောက်ဝမ်းနေပူဆွေးနေတော့မှပဲသူမစီကိုကြောင်စီကဖုံးဝင်လာခဲ့ပါတယ်ဝမ်းနေနေတဲ့ဆွေမျိုးတယောက်နဲ့မတူပဲပျော်ရွှင်မှုထုနေတဲ့ကြောင်ရဲ့နေတိုင်းကြောင့်ရှင်းယူပို့ပြီးဒေါသထွက်သွားခဲ့ရပါတယ်ကြောင်ကအန်ကယ်ရှင်ရဲ့ကုမ္ပဏီကယာတုနေရာကိုသူပဲဆက်ခံတော့မယ်လို့ပြောတဲ့အခါမှာတော့ရှင်းယူဟာသူ့ရဲ့အတ္တကြီးမှုကိုစိတ်ပြတ်သွားခဲ့ပါတယ်အကြက်တဲတွေ့နေတဲ့ရှင်းယူဟာဝူဒီစီကိုဖုံးဆက်ဖို့ကြိုးစားခဲ့ပေမဲ့ဝူဒီကဖုံးမကင်ခဲ့ပါဘူးဒါနဲ့သူမထပ်ပြီးဖုံးခေါ်ပြန်ပါတယ်အဲ့ဒီအချိန်မှာပဲအာလီဟာဝူဒီရဲ့ဖုံးကိုတတိကူစီကန်ပေးပြီးဖုံးကင်လိုက်ဖို့အကြံပြုခဲ့ပါတယ်ရှင်းယူနဲ့ဖုံးဆက်သွယ်ရတဲ့အခါမှာတော့ဝူဒီဟာဘာမှမဖြစ်သလိုတည်တည်ငြိမ်ငြိမ်ဟန်ဆောင်ပြီးသူ့ရဲ့အခြေအနေမှန်ကိုဖုံးပြထားခဲ့ပါတယ်အချိန်ထဲမှာပဲသူဟာရှင်းယူတယောက်ပဲနားလည်နိုင်မဲ့သူ့ဝက်ကုတ်စကလုံးတွေကိုထည့်ပြောပြီးသတိထားနေဖို့သတိပေးလိုက်ပါတယ်တတိကူထွက်သွားပြီးနောက်မှာတော့အာလီဟာဝူဒီနဲ့နှစ်ယောက်တည်းရှိနေတော့နားကိုကတ်သွားခဲ့ပါတယ်ဒါပေမဲ့ဝူဒီကတော့ဒီအခွင့်အရေးကိုသုံးပြီးသူ့ကိုချီနှောင်ထားတဲ့တန်ကြီးတွေကိုအလွယ်တကူရုံထွက်ကထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းရုံးခန်းထဲမှာရှင်းယူနဲ့မာလင်တို့ဟာတန်မိုးရှိတဲ့အရာတစ်ခုကိုလာကိုးမဲ့တတိကူရဲ့လူတွေကိုရင်ဆိုင်ဖို့အတွက်ညပိုင်းလုံခြုံရေးကိုတိုးမြင့်ပြင်ဆင်နေကြပါတယ်ဖုန်းထဲကနေသတိပေးခဲ့တဲ့ဝူဒီရဲ့တိုးဝက်ချက်ကြောင့်မာလူကလည်းအသင်ဖြစ်နေပြီးကျူးကျော်ဝင်ရောက်လာသူတွေကိုတိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရှင်းယူနဲ့မာလင်တို့ဟာတကားနောက်ကနေစောင့်ပြီးအထဲကိုခောက်ခွင်းဝင်ရောက်လာသူကိုတိုက်ခိုက်ဖို့ပြင်နေကြပါတယ်ရုံးရင်းဆိုင်ခတ်ဖြစ်နေတော့မာလင်ကဝူဒီကိုရာဇဝတ်ကောင်မှန်နဲ့မှာပြီးလက်မိသွားပါတယ်ဝူဒီဘေးကင်းကင်းနဲ့ပြန်ရောက်လာတာကိုမြင်တော့ရှင်းယူတယောက်စိတ်သက်သာရသွားပြီးသူ့ကိုဖတ်ထားလိုက်တာမာလင်ရန်လူလိုရောက်နေတဲ့ခေါင်းကတန်ရာကိုပေါက်ပွားလေးကင်ပေးနေခဲ့ပါတယ်ရှင်းယူတယောက်ဝူဒီကိုဗီယူဆိုင်ပေးနေတော့မှပဲမာလူကရုတ်တရက်အခန်းထဲပြေးဝင်လာပြီးရိုမန်တဆန်နေတဲ့အခိုက်အတန့်ကိုဖျက်ဆီးပစ်လိုက်ပါတယ်ဝူဒီပြန်ရောက်လာတာကိုအရန်ဝမ်းတာနေတဲ့မာလူကဝူဒီကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်ရှင်းယူကလည်းကြည့်ကြော်သူတွေကိုရဲရဲဝံဝံတိုက်ခိုက်ပေးခဲ့တဲ့မာလူကိုကျေးဇူးတင်စကားပြောပြီးကျေးဇူးတုံ့ပြန်တဲ့အနေနဲ့သူ့ရဲ့လာစာကိုငါစအထိတိုးမြင့်ပေးလိုက်ပါတယ်အခြားတနေရာမှာတော့ဂျောင်ဟာအဲ့ဒီညကလှုပ်ကြံမှုတွေမှာပါဝင်ပတ်သက်နေတာကိုသိရှိသွားခဲ့ရပါတယ်သူဟာဝူဒီကိုအရင်ကဖမ်းဆီးခဲ့တဲ့တတိယနဲ့ပူးပေါင်းခဲ့တာဖြစ်ပါတယ်အစီအစဉ်တက်သွားတဲ့အတွက်ဒေါသထွက်နေတဲ့ကြောင်ဟာသူ့ရဲ့တစ္ဆာရှိအတွင်းမှုကိုရန်ရှာလိုက်ပြီးရှင်းယူရဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ကျိုးကိုပြန်ပေးဆွဲပြီးသူတို့နဲ့ပူးပေါင်းလာအောင်အကြက်ကင်ကိုမိတ်ပေးလိုက်ပါတယ်အဲ့ဒီညမှာပဲကျိုးကိုအမိုးပွင့်ဝါရန်တာစီခေါ်ဆောင်လာခဲ့ပြီးကြောင်ကရှင်းယူကုမ္ပဏီပိုင်းနဲ့ program အသစ်တစ်ခုကိုတိကျထုတ်လုပ်ဖို့သူ့ရဲ့အစီအစဉ်တွေကိုဖွင့်ဟပြောကြားခဲ့ပါတယ်ကျိုးကတော့သူတေသနာထုတ်ကုမ္ပဏီကိုအကောင့်ထဲပေါ်ဖို့အချိန်များကြီးယူရလိမ့်မယ်လို့သူပေးပြီးအစပိုင်းမှာညှိနှိုင်းခဲ့ပါတယ်ဒါပေမဲ့ကြောင်ကအကျိုးမြတ်များကြီးရမယ့်စာချုပ်တစ်ခုနဲ့ဆွဲဆောင်လိုက်တဲ့အခါမှာတော့ကျိုးတယောက်မတက်တာပဲသဘောတူလိုက်ရပါတော့တယ်နောက်တစ်နေ့မှာတော့ရှင်းယူဟာကွယ်လွန်သူမောင်လေးနဲ့အတူတီထွင်ခဲ့တဲ့ပြုတ်ဝက်နည်းပညာအကြောင်းကို